စိတ်တူခြင်းနဲ့အညိုအတေးထားခြင်းလူတွေဟာထိတ်ခနဲ့ရှိရင်စိတ်တူတတ်တယ်စိတ်မရှိဘူးမိဘကလည်းသားသမီးပေါ်စိတ်ရှိခြင်းမရှိတယ်သားသမီးကလည်းမိဘအပေါ်စိတ်ရှိခြင်းမရှိတယ်ညီကိုမောင်နှမအချင်းချင်းလည်းစိတ်မရှိဘူးစိတ်တူကြတယ်အဲ့ဒီစိတ်တူခြင်းဟာအငြင်းပွားခြင်းရဲ့အကြောင်းပဲဖြစ်တယ်ဒါကြောင့်မို့စိတ်တူမယ်ဆိုရင်စိတ်မတူအောင်ကိုယ့်ကိုပြုပြင်ရမှာဖြစ်တယ်မှန်ကန်စွာနှလုံးသွင်းပြီးတော့ကောဋဆိုတဲ့စိတ်တူမှုဒေါသတရားကိုလျှော့ချကြရမှာဖြစ်တယ်အဲ့ဒါကိုမလျှော့ချနိုင်ဘူးစိတ်တူတာပဲဂုံယူပြီးတော့ငါကမရဘူးထိခနဲ့ရှိစိတ်တူတယ်ငါစိတ်ကိုလာမစမ်းနဲ့လို့ဆိုတာမျိုးတွေမလုပ်ဖဲနဲ့အေးငါစိတ်တူမိတာမှားပါလေနောက်မဖြစ်စေရပါဘူးဆိုပြီးစိတ်တူမှုကိုလျှော့ချဖို့လိုအပ်တယ်ဘာနဲ့လျှော့ချရမလဲလို့ဆိုလို့ရှိရင်အမှန်တရားကိုဆင်ញင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်ဒေါသရဲ့အပြစ်ကိုရှုမြင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်တစ်ဖက်သားအပေါ်မှာအပြစ်မမြင်မဲနဲ့မေတ္တာသက်ဝင်ခြင်းဆိုတဲ့အကောင်းမြင်တဲ့ရှုမြင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်အပြစ်ကိုရှုပြီးဆိုရင်ဒေါသဖြစ်မှာပဲအပြစ်ကိုဘယ်တော့မှမရှုနဲ့ကောင်းတဲ့အကွက်ကလေးကိုသာရှုကောင်းကွက်ကိုရှာမေတ္တာကိုပွားလူဆိုတာအဆိုးကြီးမဟုတ်ဘူးအကောင်းလည်းရှိတယ်လူတိုင်းမှာအဆိုးကြီးမဟုတ်ဘူးအကောင်းတွေလည်းရှိကြဒါကြောင့်မို့ကောင်းတာလေးကိုကြည့်ပြီးတော့အဆိုးကိုမေ့ထားလိုက်မေတ္တာပါဥပမာဘာနဲ့တူတယ်လဲလို့ဆိုလို့ရှိရင်ရေအလွန်စားနေတဲ့ပုဂ္ဂိုလ်တယောက်ခီးသွားရင်ရေစားတယ်ရေတောက်စရာရေအိုင်ကြီးတစ်ခုတွေ့တယ်သို့တော့အဲ့ဒီရေအိုင်ကြီးကအပေါ်ကမော်သေးမော်ညင်းနေနဲ့ဖုံးနေတယ်ရေကလည်းပဲမတောက်ရမနေနိုင်တဲ့အခါအိုင်နဲ့ဆင်းပြီးတော့မော်သေးမော်ညင်းလေးတွေကိုလက်နဲ့ဖယ်ပြီးတော့ရေကိုတောက်တယ်အစာပြေအောင်ရေကိုတောက်လိုက်တယ်ရေတောက်လိုက်ရမှရှင်တဲ့နှလုံးထဲမှာအေးသွားတယ်အဲ့ဒါလိုပဲလောကလူတွေဟာတယောက်ယောက်အပေါ်မှာအပြစ်မြင်နေပြီဆိုရင်လူဆိုတာအပြစ်လည်းရှိတယ်အဆိုးလည်းရှိတယ်ရေထဲမှာအကောင်းလည်းရှိတယ်မကောင်းတာလည်းရှိတယ်ဆိုတာအဆိုးကိုဖယ်ထားပြီးတော့ကောင်းကွက်ကလေးကိုရရှာပြီးတော့အသုံးချရမယ်လို့ဒီလိုဆိုလိုရင်းဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားရဲ့အဆုံးအမကိုရှေးဆရာကြီးတွေကဂါထာတိကုံးပြီးတော့ထားတာဒေါသခုနဒေါတိဟိကိဏတ္တခုနံဝပတ္တေတရိသေဝလာရိပဝါဟိတဝပိဝေပိပတကောယထာဆိုပြီးခုနဒေါတိဟိကိဏတ္တခုနံဝပတ္တေဆိုလိုတာကလူတယောက်မှာကောင်းခွက်လည်းရှိတယ်မကောင်းတဲ့အကွက်တွေလည်းရှိတယ်မကောင်းတဲ့အကွက်တွေမေ့ထားလိုက်ကောင်းတဲ့အကွက်ကလေးကိုကြည့်ပြီးတော့ကောင်းတာလေးကိုသာကြည့်ပြီးတော့သူ့ပေါ်မှာမေတ္တာသက်အောင်ကြိုးစားပါလို့ဆိုအဆိုးကိုဘယ်တော့မှမကြည့်နဲ့လို့ပြောအေးရေးစားလို့ရှိရင်မော်တွေရှိနေတာကိုမကြည့်နဲ့အသာလေးဖယ်လိုက်ရေလေးကိုသာတောက်လိုက်မော်တွေကိုဖယ်ပြီးရေလေးသာတောက်တယ်လို့ပဲမကောင်းတာတွေကိုဖယ်ထားပြီးကောင်းတဲ့အကွက်ကလေးကိုသာနှလုံးသွင်းဆင်ញင်ပြီးတော့မေတ္တာသက်ဝင်အောင်ကြိုးစားပါလို့ဒီလိုဆိုလို့ပေါ့နော်နောက်ဆုံးမှာမေတ္တာတရားတိဆောက်ထားနိုင်ပြီဆိုရင်စိတ်တူခြင်းဆိုတဲ့ဒေါသပျောက်ကွယ်သွားမှာပဲဖြစ်တယ်အေးထိခနဲ့ရှိဒေါသဖြစ်ယုံနေမှာမဟုတ်ဘူးတချို့ကအညိုအတေးရင်ထဲမှာမှတ်ထားရှိမှတ်ထားတတ်တယ်အဲ့ဒါကိုဥပနာဟလို့ခေါ်တယ်ရံညိုးဖွဲ့ထားတယ်အဲ့ဒီစိတ်တူခြင်းရံညိုးဖွဲ့ခြင်းဆိုတဲ့နှစ်ခုဟာလူလောကမှာအချင်းများခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ဝိဝါဒမူလသုတ်တာမှာဒီလိုဟောတာနော်